ဒီနေ့လန်းကတင့်သားရေကိုဝင်းပတ်ကြည့်လင်စေမှာပါကော်ဖီကိုအသုံးပြုပြီးအရေးအကြောင်းတွေနဲ့မျက်ကွင်းညိုတာတွေကိုဖယ်ရှားပေးမဲ့အံ့ဩဖွယ်အသားရည်ထိမ့်သိမ်းတဲ့လေးကိုမျှဝေပေးလိုက်ပါတယ်ဗီဒီယိုကိုအဆုံးကြည့်ရှုပေးပါခွက်တစ်ခုထဲမှာကော်ဖီမှုန့်စားပွဲတင်စုံနှစ်စုံထည့်ပါကော်ဖီမှာပါတဲ့ကဖင်းဓာတ်ဟာသွေးလက်ပတ်မှုကိုကောင်းမွန်စေပြီးမျက်ကွင်းညိုတာတွေကိုတိတိတာတာလျော့ပါသက်သာစေပါတယ်တကြားစားပွဲတင်စုံတစ်စုံနဲ့ကြက်အိုးအနှစ်တစ်လုံးထည့်ပါကြက်အိုးအနှစ်မှာပါတဲ့ဘိုင်အိုတင်ဗီတာမင်ဟာအသားရည်ရဲ့တင်းရင်းမှုကိုတိုးတက်စေပြီးအိုမင်းရင်ရော်မှုကိုကာကွယ်ပေးပါတယ်တန်လွင်စီလက်ဖက်ရည်စုံတစ်စုံထည့်ပါပြီးနောက်ပါဝင်ပစ္စည်းအလုံးကိုနှက်ဆက်ချုံးမွေသွားတဲ့အထိတေချာရောမွေပေးပါတန်လွင်စီကပါဝင်ပစ္စည်းတွေကိုအသားရည်ရဲ့နှဆိုင်စွာစိတ်ဝင်စေဖို့ကူညီပေးပါတယ်ဥစွာတစ်မျက်နှာကိုတေချာစင်ကြယ်အောင်ဆေးကြောပါပြီးနောက်ဖြော်ထားတဲ့အရောနှောကိုမျက်နှာအနှံ့အထူးသဖြင့်မျက်ကွင်းညိုတဲ့နေရာအရေးအကြောင်းရှိတဲ့နေရာတွေမှာဂယုတစိုက်လိမ့်ပေးပါ15မိနစ်ခန့်ထားပြီးနောက်ရေများများနဲ့စင်ကြယ်အောင်ပြန်ဆေးချလိုက်ပါပုံမကောင်းမုံနဲ့ရလဲရဖို့အတွက်တစ်ပတ်မှာ3ချိန်ခန့်ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်ဒီနေ့လန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကွန်မန့်မှာမှန်ချက်ပေးခဲ့ပါဦးနော်